အားလုံးမင်္ဂလာပါဒီနေ့ကျမကဒီဆိုးရတဲ့အခက်ခဲတွေဆုံးရှုံးမှုတွေကြုံနေရတဲ့ကိုချစ်သူကိုဒါမှမဟုတ်လို့ရှင်ကိုရဲ့ဒီအိမ်အောင်ဘက်မဟုတ်ရင်လည်းကိုရဲ့မိသားစုဝင်တွေကလူတွေကိုဘယ်လိုမျိုးကျမတို့တွေနှစ်သိမ့်ပေးလို့ရမလဲဆိုတာကိုကျမက sharing လုပ်ပေးမှာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲအခုလက်တလုံးမှာကြုံနေရတဲ့အခက်အခဲတွေအများကြီးရှိတယ်တချို့ဆိုလို့ရှိရင်မိသားစုဝင်တွေဆုံးရှုံးကြတယ်တချို့ဆိုရင်အိုးအိမ်တွေပျက်စီးကြတယ်ဒီခါမှာအနေနဲ့အများဒီစိတ်ဖိစီးမှုတွေစိတ်ဒဏ်ရာတွေ traumatic experience တွေရကြတယ်ဒါကိုဘယ်လိုမျိုးကျမတို့တွေကိုယ့်ရဲ့ချစ်သူကို support ပေးမလဲဆိုတာကိုပြောပြပါမယ်နံပါတ်1ချက်ကတော့ကျမတို့ကသူတို့အတွက်ရှိပေးနေရမှာဖြစ်ပါတယ်သူတို့နဲ့အတူတူထိုင်ပေးမယ်ပြီးလို့ရှိရင်ကိုကငြိမ်ငြိမ်လေးပဲသူ့ပေးမှနေပေးမယ်သူရှင်ဖွင့်လာရင်ကိုကနားထောင်ပေးမယ်သူငိုချင်းရင်ငိုခွင့်ပေးမယ်မငိုချင်းရင်လည်းငိုပါလို့တိုက်တွန်းစရာမလိုဘူးကျမတို့ကသူတို့ကိုဒီပြဿနာတွေအတွက်သူတို့ရင်ဆိုင်နေတဲ့အချိန်မှာလုံးဝပြောင်းလဲဖို့မကြိုးစားပါနဲ့သူတို့ရှေ့တိုင်းလေးပဲနေပါစေနောက်တစ်ချက်ကတော့ကျမတို့သူတို့ကိုဒီနှစ်သိမ့်ပေးမဲ့စကားလုံးလေးတွေနည်းနည်းပြောလို့ရပါတယ်ဘလို့ဟာတွေပြောလို့ရလဲချစ်တယောက်တည်းမဟုတ်ဘူးเนาะကိုလည်းရှိတယ်ကိုအများတန်းရှိနေတယ်เนาะဒါမျိုးလေးတွေပြောလို့ရတယ်အဲ့ညမှာမပြောရမယ့်စကားလုံးတွေရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီချိန်မှာတန်မာရမယ်လေဆိုတာမျိုးတွေကျမတို့တွေပြောလို့မရပါဘူးနောက်တစ်ခုကအနည်းဆုံးတော့မင်းအသက်ရှင်နေသေးတယ်လေဒါမျိုးတွေပြောလို့မရပါဘူးဒီလိုပြောခြင်းကတစ်ဖက်လူကိုပို့ပြီးတော့ဆိုးရသွားစေပါတယ်ပိုခံစားရစေပါတယ်နောက်တစ်ချက်ကတော့ကျမတို့သူတို့ရဲ့ဒီစိတ်ခံစားချက်တွေကိုဖြည့်ရှင်းတဲ့နည်းလမ်းတွေကိုကျမတို့လေးစားပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးစိတ်ခံစားမှုပြင်းထန်တဲ့အချိန်မှာသူတို့တွေငိုတာဖြစ်ခြင်းဖြစ်မယ်ဒေါသတွေထွက်ခြင်းထွက်နေမယ်အော်ဟစ်ပေါက်ကွဲတာဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်လို့ရှင်သူ့အနေနဲ့တယောက်တည်းနေချင်တာမျိုးဖြစ်ခြင်းဖြစ်လိမ့်မယ်ဒါဆိုရင်သူတို့ဖြစ်ခြင်းတဲ့ပုံစံလေးကိုကိုကလေးစားပေးမယ်အတင်းကျမတို့တွေပြောင်းလဲဖို့မကြိုးစားပါနဲ့သူစကားမပြောချင်တာကိုစကားပြောချင်အောင်ပြောပါဆိုတာမျိုးနဲ့သွားမတိုက်တွန်းပါနဲ့သူစကားပြောနေတာကိုငြိမ်ငြိမ်လေးနေဘူးလေကျမတို့တွေသွားမပြောပါနဲ့သူ့ရဲ့အရှိပုံစံအတိုင်းလေးကိုကျမတို့တွေလေးစားပေးဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကတော့ကျမတို့တွေအနေနဲ့သူ့ကိုကူညီပေးဖို့ကံလန်းရမှာဖြစ်ပါတယ်သူတို့အနေနဲ့စိတ်ပင်ပန်းတဲ့အခါမှာရေလဲတောက်ချင်မှတောက်မယ်အစားအစာလည်းသူစားဖို့မေ့ချင်မေ့နေလိမ့်မယ်ဒီလိုမျိုးချိန်မှာရေတောက်ဖို့ရေယူလာပေးရမလားဒါမျိုးလေးတွေပြောရမယ်ပြီးလို့ရှိရင်ဗိုက်စာနေမှာပေါ့စားစရာလေးယူလာပေးမယ်နော်ယူလာပေးရမလားဒါမျိုးလေးတွေပြောဖို့လိုအပ်ပါတယ်ဒီနေရာမှာဘာလုပ်ပေးရမလဲဒါမျိုးတွေသွားမပြောပါနဲ့သူ့အနေနဲ့ဆွတ်ရှုပ်ထွေးနေတဲ့အချိန်မှာဒါမျိုးတွေကိုတော့စဉ်းစားဖို့သူခေါင်းရှုပ်နေပါလိမ့်မယ်ဥပမာဆိုရင်ဗိုက်စာနေလားဘာဝယ်ပေးရမလဲဆိုရင်သူ့အနေနဲ့စဉ်းစားရတော့မယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုစားစရာတစ်ခုယူလာပေးမယ်ဒါမျိုးလေးဖြစ်ဖို့လိုအပ်ပါတယ်နောက်တစ်ခုကကိုဒီဘေးမှာထိုင်ပေးရမလားဒါမျိုးလေးတွေပေါ့နော်ကျမတို့တွေပြောလို့ရပါတယ်သူကိုကူညီပေးဖို့ကိုယ်အနေနဲ့အစဉ်သင့်ရှိနေတယ်သူတယောက်တည်းမဟုတ်ဘူးဆိုတာမျိုးကိုကျမတို့တွေပြသဖို့လိုအပ်ပါတယ်နောက်ဆုံးတစ်ချက်ကပါလဲဆိုတော့ဒါလည်းအရေးကြီးပါတယ်ကျမတို့တွေကကိုယ့်ရဲ့ချစ်သူရဲ့ဒီစိတ်ဒဏ်ရာတွေ trauma တွေအတွက်ကိုကျမတို့ကကူညီပေးဖို့ကြိုးစားကြတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဒီချစ်ချင်းမြတ်တာနဲ့ဘောနော်ဆောင်းရှောက်မှုကသူ့အတွက်အရေးကြီးတယ်အရေးပါတယ်ဆိုတာလေကိုသိနေတာ哦ဒါမဲ့တစ်ခါတလေမှကျတော့လေကိုပြန်ဂယူးဆိုင်ဖို့ကြာမေ့နေတတ်တယ်ဒီနေရာမှာကိုရဲ့ချစ်သူကိုရဲ့မိသားစုဝင်တွေကိုချစ်ရတဲ့သူတွေကိုဂယူးဆိုင်ပေးရမှာမှန်တယ်ဒါမဲ့ကိုဂယူးဆိုင်ဖို့လည်းမမေ့ပါနဲ့ကိုအနေနဲ့အနားယူရမယ့်အချိန်မှာအနားယူမယ်စားတာတွေတောက်တာတွေဒါမျိုးလေးတွေကိုလည်းပဲကျမတို့ကိုပြန်ဂယူးဆိုင်ဖို့လိုအပ်ပါတယ်ဒီလိုမျိုးကြုံတွေ့နေရတဲ့အခက်အခဲတွေစိတ်ပင်ပန်းမှုတွေကနေပြီးတော့လူမြောက်ဖို့ဆိုတာကကျမတို့တယောက်နဲ့တယောက်ကိုချစ်ချင်းမြတ်တာအပြည့်နဲ့စောင့်ရှောက်ဖို့လိုတယ်ပြီးလို့ရှိရင်ကျမတို့ဒါကိုအလောတကြီးလုံးเสียမလိုပါဘူးစိတ်ရှည်ရမယ်ပြီးလို့ရှိရင်ကိုယ်အနေနဲ့နားလည်မှုတွေအပြည့်အဝနဲ့အတူတူကြော်ဖြတ်ဖို့အတွက်ကျမကတော့ပြောပြချင်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီကနေပြီးတော့ပူဒတာလေးတွေရသွားမယ်လို့လည်းမျှော်လင့်ပါတယ်ကျမတော့အမွေပါ life and relationship coach တယောက်ဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ရင်ဖွင့်ခြင်းနေတယ်ပြောပြခြင်းနေတဲ့စကားတွေရှိတယ်ဆိုလို့ရှိရင်လည်းပဲကျမကို chat box ကနေပဲဖြစ်ဖြစ် comment မှာပဲဖြစ်ဖြစ်ရေးပြီးတော့ပြောထားခဲ့လို့ရပါတယ်ကျမအနေနဲ့ပြန်ပြီးတော့ဆက်သွယ်ပါမယ်